မန်းရနာပုံလေးချောင်းလိုက်မှာပြည်တွင်းခရီးစဉ်တွေအတွက်ဘယ်လိုမျိုး booking တင်ရမလဲဆိုတာကိုဒီဗီဒီယိုလေးမှာပြောပြပေးသွားပါမယ်။ booking တင်တဲ့အခါမှာအရေးကြီးဆုံးဖြစ်တဲ့နာမည်ဘယ်လိုဖြည့်ရမလဲဆိုတာကိုဒီ page လေးမှာပြောသွားပါမယ်။အဲ့တော့နာမည်၃လုံးရှိတဲ့သူအတွက်ဆိုရင် win me တက်ဆိုရင် win ဆိုတဲ့ဟာကို last name မှာထားပြီးတော့ me တက်ဆိုတဲ့ဟာကိုတော့ first name မှာထားရပါမယ်။အဲ့တော့ပြောရမယ်ဆိုရင်ဒါပြောင်းပြန်order နဲ့ထည့်ရတာပေါ့နော်အဲ့တော့တင်ကြီးဆိုတဲ့နာမည်တစ်လုံးနဲ့ရှိတဲ့သူအတွက်ဆိုရင် last name မှာရော first name မှာရောတင်ကြီးထည့်ရပါမယ်နာမည်နှလုံးရှိတဲ့သူအတွက်ဆိုရင် C သူဆိုရင် last name မှာ C ထည့်ပြီးတော့ first name မှာသူထည့်ပေးရပါမယ်နာမည်လေးလုံးရှိတဲ့စုမျက်နှိုးလှိုင်ဆိုရင် last name မှာစုကိုထည့်ပြီးတော့ first name မှာမျက်နှိုးလှိုင်ကိုထည့်ရပါမယ်အဲ့တော့တချို့လူတွေကလူတစ်ယောက်တည်းပဲဒါပေမဲ့နာမည်2မျိုးရှိတဲ့သူအတွက်ဆိုဘယ်လိုထည့်မလဲဒါဆိုရင် Mac EE ပိုခေါ်အေးနန္ဒာမြင့်ဆိုရင်အဲ့တော့ Mac EE ပိုကို last name မှာထားပြီးတော့အေးနန္ဒာမြင့်ကိုတော့ first name မှာထားရပါမယ်မယနာဘုံ booking တင်ဖို့အတွက်ဘယ်လိုမျိုးအချက်အလက်တွေလိုအပ်လဲဆိုရင်ပထမဆုံးနာမည်လိုပါလိမ့်မယ်နံပါတ်2က date of birth မွေးနေ့လိုပါလိမ့်မယ်အထူးသဖြင့်ကလေးတို့ရင်ဝင်ပိုက်တို့ဆိုရင်သူတို့ကအသက်ဘယ်လောက်ရှိပြီလဲတွက်ချက်ဖို့အတွက်မွေးနေ့လိုအပ်ပါတယ်နောက်ရင်ဝင်ပိုက်ဆိုရင်လည်းသူကအသက်2နှစ်ကဘယ်နေ့မှပြည့်မှာလဲ2နှစ်ကျော်သွားမှာလားသူခီးသွားမယ့်ရက်မှာ2နှစ်ကျော်ပြီလား2နှစ်အောက်ပဲရှိသေးလားစသဖြင့်တွက်ချက်လို့ရအောင်လို့သူတို့ရဲ့မွေးနေ့လိုအပ်ပါတယ်နံပါတ်3ကတော့မှတ်ပုံတင်နံပါတ်လိုအပ်ပါတယ်မှတ်ပုံတင်ကတော့လူကြီးအတွက်ပေါ့နော်တချို့ကလေးကအသက်12နှစ်မပြည့်သေးဘူးကလေးမှတ်ပုံတင်နေရှိရင်လည်းမှတ်ပုံတင်နေထည့်လို့ရပါတယ်နောက်ဆုံးကတော့သူတို့ကိုဆက်သွယ်လို့ရမယ်ဖုန်းနံပါတ်လိုအပ်ပါတယ်မယနာဘုံ airline ရဲ့သူ့ရဲ့ဝင်လို့ရမယ် link လေးပေါ့နော် http://www.areacrs.com/login ဆိုတဲ့ဟာလေးနဲ့အရင်ဆုံးဝင်လိုက်ပါမယ်ဝင်လိုက်ရင်ဒီ page ကိုအရင်ဆုံးမြင်ရပါမယ်အဲ့ဒီမှာ PSS login ဆိုတဲ့ဒီ button လေးကိုနှိပ်လိုက်ပါဒါဆိုရင်တော့အခုမြင်နေရတဲ့အတိုင်းဒီ page လေးကိုရောက်လာပါလိမ့်မယ်အဲ့ဒီမှာပထမဆုံးဒီ text box မှာမန်းရနာပုံဖြစ်တဲ့အတွက် MYP လို့ရိုက်လိုက်ပါဒုတိယ text box မှာကိုယ့်ရဲ့ user name ကိုထည့်လိုက်ပါတတိယ text box မှာတော့ကိုယ့်ရဲ့ password လေးရိုက်ထည့်ပေးပါပြီးရင်တော့ဒီ၃ခုလုံးထည့်ပြီးပြီဆိုရင်တော့ submit ဆိုတဲ့ button လေးကိုနှိပ်ရပါမယ် submit ဆိုတဲ့ button နဲ့နှိပ်ပြီးသွားပြီဆိုရင်တော့ဒါမန်းရနာဘုံရဲ့ဒီပထမဆုံးစာမျက်နှာကိုအထဲကိုရောက်သွားပါလိမ့်မယ်ဒါတွေကတော့ဘာတွေမြင်နေရတာလဲဆိုတော့ဒီရွှေကိုရဲ့အောက်မှာ booking တင်ထားတဲ့ booking စာရင်းတွေကိုမြင်နေရတာပေါ့နော်အဲ့တော့ကိုကဒီ main page ကိုပြန်ရောက်ရှင်လဲဆိုရင်ဒီ reservation ဆိုတဲ့ button လေးကိုဘယ်နေရာရောက်ပြန်နှိပ်လိုက်ပါဒါဆိုရင်တော့အခုစာမျက်နှာကိုပြန်ရောက်လာပါလိမ့်မယ်booking စတင်တော့မယ်ဆိုရင်ဒီအပေါ်ဆုံးမှာမြင်နေရတဲ့အဖြူရောင် text box လေးမှာ AVL လို့စာလုံး၃လုံးရိုက်လိုက်ပါရိုက်ပြီးရင်တော့ search ဆိုတဲ့ button လေးကိုနှိပ်ရပါမယ်အဲ့တော့ဒီစာမျက်နှာကတော့အရေးကြီးဆုံး booking တင်ဖို့အတွက်အရေးကြီးဆုံးစာမျက်နှာပဲဖြစ်ပါတယ်ဒီမှာနံပါတ်1ကနေ9အထိအချက်လက်လေးတွေအရင်ဆုံးရွေးချယ်ရမယ်အဲ့တော့နံပါတ်1အနေနဲ့အရေးကြီးတာကတော့ currency နေရာမှာ USD လို့ပေါ်နေရင် MMK လို့ပြောင်းလိုက်ပါဘာဖြစ်လို့လဲဆိုတော့ဒီလက်မှတ်ဒီမြန်မာကျပ်နဲ့ပေးဝယ်မှာဖြစ်တဲ့အတွက် MMK လို့ပြောင်းလိုက်ပါနံပါတ်2အနေနဲ့ကတော့ဘယ်ကနေဘယ်ကိုသွားမယ်ဆိုတဲ့အတိုင်းနံပါတ်2နဲ့3မှာDatilate to ရန်ဟဲဟိုကိုရွေးပေးပါเนาะအဲ့တော့နံပါတ်4အချက်အနေနဲ့လည်းအရေးကြီးပါတယ် type က local လို့ရွေးပေးပါအဲ့ဒီမှာ foreigner တို့ non တို့ဖြစ်နေလို့မရဘူး local လို့ရွေးပေးပါအဲ့တော့နံပါတ်5အချက်အနေနဲ့ကတော့ဟုတ်ပြီDatilateကနေဟဲဟိုဘယ်နေ့သွားချင်တာလဲဆိုတဲ့ဟာလေးကို26ရက်ဇွန်2025ကိုရွေးပေးလိုက်ပါပြီးရင်နံပါတ်6ခွန်8မှာတော့လူကြီးဘယ်နှယောက်လဲကလေးဘယ်နှယောက်လဲနဲ့ရင်ခွင်ပိုက်ဘယ်နှယောက်လဲဆိုတာကိုရွေးချယ်ပေးရပါမယ်အကယ်၍လူကြီးတစ်ယောက်ပဲသွားမယ်ဆိုရင်တော့ children နဲ့ infants မှာ0တွေပဲထားလိုက်ပါเนาะ
1လို့မဖြည့်ပဲနဲ့0ပဲထားလိုက်ပါအဲ့တော့နောက်ဆုံးကိုကသူ့ရဲ့ဒီအောက်မှာပေါ်နေတဲ့ဒီအမဲရောင်လေးနေရာလေးကိုပေါ်ခြင်းတယ်ဆိုရင် search availability ဆိုတဲ့ button အစိမ်းလေးကိုနှိပ်ပေးရပါမယ်အဲ့ဒီခါမှဒါဒီအောက်ကဟာလေးပေါ်လာပါလိမ့်မယ်ပေါ်လာတဲ့ဟာထဲမှာအခုဆိုရင်သူကအောက်ဆုံး class ဖြစ်တဲ့ဒီ P class မှာပေါ့နော်ခုံမရှိတော့ဘူးအဲ့တော့ဒုတိယတစ်ဆင့်မြင့်တဲ့ O class မှာပဲခုံအရေးအတွက်20ကျန်ပါသေးတယ်ဈေးနှုန်းကတော့ဒီမှာပြထားတဲ့အတိုင်းပဲ9,500,600ပေါ့နော်ဒါပေမဲ့ဒီ9,500,600ဒီခရီးသည်ကိုရောင်းရမယ့်ဈေးနှုန်းမဟုတ်ဘူးဒီမှာနံပါတ်1နဲ့2နဲ့ပြထားတယ်လို့မျိုးနံပါတ်1ဒီဒါကိုယ့်ရဲ့ commission နှုတ်ပြီးသားကိုယ့်ရဲ့အရင်ဖြစ်တယ်နံပါတ်2ကဒါဒီမှာ9,800,800ဆိုတဲ့ပတ်စံဒီဒါခီးတဲ့ကိုရောင်းရမယ်ပတ်စံဖြစ်တယ်အဲ့တော့9,800,800နေရာမှာ9,500,600ကိုနှုတ်ကြည့်လိုက်မယ်ဆိုရင်ဒါကိုယ့်ရဲ့ commission ထွက်လာပါလိမ့်မယ်အဲ့တော့ကိုကဒီ calculator မှာနှုတ်ကြည့်လိုက်တဲ့အခါမှာကိုဒီလက်မှတ်ကိုရောင်းမယ်ဆိုရင်ရရှိမယ် commission ဒီ39,400ဖြစ်တယ်အဲ့ဒီဟာကိုလည်းကိုကကိုယ့်ဘက်ကိုတွက်ချက်ပြီးတော့လည်းသိနိုင်တယ်လို့ဒီနားမှာလာကြည့်လို့လည်းရပါတယ်ဒီ commission 10% 39,400ဆိုပြီးတော့လည်းလာကြည့်လို့ရပါတယ်အကယ်၍ဟုတ်ပြီခရီးသည်ကဒီဟာကို booking တင်ပေးပါဆိုရင်တော့ဒီမှာပြထားတဲ့နံပါတ်1နဲ့2လိုမျိုးနံပါတ်1နေရာမှာ PNR name ဆိုတဲ့နေရာမှာကိုယ့်ရဲ့နာမည်အတူကောက်လေးရိုက်ထည့်လိုက်ပါနံပါတ်2ကတော့ဒီမှာပြထားတဲ့မြားလေးကနေနှိပ်ပြီးတော့ travel ဆိုတဲ့ဟာလေးကိုရွေးချယ်လိုက်ပါအဲ့နှစ်ခုရွေးပြီးပြီဆိုရင်တော့ book ဆိုတဲ့ button ခရမ်းရောင်လေးကိုနှိပ်လိုက်ပါဒါဆိုရင်တော့ဒါဒီစာမျက်နှာကိုရောက်လာပါလိမ့်မယ်ဒီစာမျက်နှာရဲ့သဘောတရားကတော့ဒီမှာလူကြီးတစ်ယောက်ကလေးတစ်ယောက်နဲ့ရင်ဝင်ပိုက်တစ်ယောက်3ခုပေါ့နော်ဒီမျက်နှာပုံလေးရင်ပေါ်မှာဒီ3ခုကိုဒီတာချီလိတ်ကနေဟဲဟို26ရက်ဂျွန်အတွက်ကိုကနေရာယူပြီးသားဖြစ်ပါပြီဒီ page ရောက်လာပြီဆိုရင်ပေါ့နော်ဒါပေမဲ့ဒီခုံမှာဘယ်ခီးတွေဘယ်နာမည်နဲ့ထိုင်မယ်ဆိုတာကိုကမထည့်ရသေးဘူးဒါကြောင့်မို့လို့ဒီ traveler ဆိုတဲ့နေရာမှာအောက်မှာ blank ကြီးဖြစ်နေတာပေါ့နော်ကိုကမထည့်ရသေးဘူးအကယ်၍ကိုကထည့်တော့မယ်ဆိုရင်တော့ဒီ passenger ဆိုတဲ့ခရမ်းရောင်ဘတ်တန်လေးကိုနှိပ်ပေးရပါမယ်ခုနကထည့်ခဲ့တဲ့ with me travel ဆိုတဲ့နေရာလေးကဒီနေရာမှာပေါ်နေတာပေါ့နော်ဒါဒီ PNR နံပါတ်ပေါ့ဒီ booking ရဲ့ PNR နံပါတ်ဖြစ်ပါတယ်ဟုတ်ပြီနာမည်တွေထည့်ဖို့အတွက်ဒီ passenger ဆိုတဲ့ခရမ်းရောင်ဘတ်တန်လေးကိုနှိပ်လိုက်ပါမယ်ဒါဆိုရင်တော့အရေးကြီးဆုံးစာမျက်နှာနောက်တစ်ခုဖြစ်တဲ့ခီးတဲ့ရဲ့နာမည်ကိုဒီစာမျက်နှာမှာဖြည့်ရပါမယ်အဲ့တော့ဒီဥပမာမှာဆိုရင်လူကြီးတစ်ယောက်ဖြစ်တဲ့လူကြီးကိုအရင်ဆုံးစထည့်ပါဒီမှာတစ်ဆိုတဲ့နေရာမှာပေါ့နော်သူ့ရဲ့ title main ကလေးဖြစ်တယ်ဆိုရင် MS လို့ယူလိုက်ပါ main ကလေးဆို MS လို့ယူပြီးတော့ယောက်ျားလေးဆို MR လို့ယူလိုက်ပါနံပါတ်1ပြီးပြီဆိုရင်သူက last name မှာအရင်ဖြည့်ပြီးတော့ first name မှာဒီလိုပြောင်းပြန် order နဲ့ထည့်ရတာဖြစ်တဲ့အတွက်သူ့နာမည်ဒီ win မီတက်ဆိုရင် win ကိုဒီမှာဖြည့်ပြီးရင်မီတက်ကိုဒီမှာဖြည့်ပြီးရင်ဒီဟာလေးကိုခဏကြော်ထားလိုက်เนาะဒီနံပါတ်4ဖြစ်တဲ့ nationality ကိုသွားလိုက်မယ်သူဒီ down arrow လေးကိုနှိပ်လိုက်တဲ့အခါမှာကျလာတဲ့နိုင်ငံပေါင်းစုံကလူတွေထဲမှာမှကိုကမြန်မာလို့ရွေးလိုက်ပါပြီးရင်တော့ဒီ document ဆိုတဲ့နေရာမှာသူကဒီ down arrow အဖြူလေးကိုနှိပ်လိုက်မယ်ဆိုရင် passport လား ID လားလို့ပြပါလိမ့်မယ်ကိုက ID လို့ပဲရွေးပါဘာဖြစ်လို့လဲဆိုတော့ကိုကမှတ်ပုံတင်ထည့်မှာဖြစ်တဲ့အတွက် ID လို့ပဲရွေးပါနောက်ပြီးတော့မှတ်ပုံတင်passport number ဆိုတဲ့အောက်မှာမှတ်ပုံတင်လေးဖြည့်ရပါမယ်ပြီးရင် phone number email number ဖြည့်ပါဒါဆိုရင်တော့လူကြီးတစ်ယောက်အတွက်ဖြည့်တာကပြီးသွားပါပြီအဲ့တော့ကလေးအတွက်ဖြည့်မယ်ကလေးအတွက်ဆိုရင်တော့ဒီမှာရေးထားတာကယောက်ျားလေးဆို MSTR main ကလေးဆို MISS ဆိုပေမဲ့မန်းရတနာပေါ်မှာဆိုရင်တော့ CHILD child ဆိုတာကိုပဲရွေးပေးလိုက်ပါပြီးရင်ဒီဥပမာမှာကလေးရဲ့နာမည်က C သူဖြစ်တယ်ဒါကြောင့်မလို့ C ကို last name မှာထားပြီးတော့သူကို first name မှာထားလိုက်ပါပြီးရင်ကလေးရဲ့အသက်ကိုဒီ age ဆိုတဲ့အောက်မှာကိုယ့်ဟာကိုတွက်ပြီးတော့9နှစ်ဆို9နှစ်10နှစ်ဆို10နှစ်စသဖြင့်ရိုက်ပေးရပါမယ်သူက12နှစ်ထက်တော့ကြော်လို့မရပါဘူးနောက်ပြီးတော့လူကြီးအတိုင်းပဲ nationality မှာမြန်မာရွေးDOC မှာ ID ရွေး passport number passport ကခလေးပဲဖြစ်သေးတဲ့အတွက်
သူမှာမှတ်ပုံနဲ့မရှိသေးတဲ့အတွက် CHILD child လို့ရိုက်ထည့်ပေးလိုက်ပါပြီးရင်လူကြီးလိုပဲဖုန်းနံပါတ်ထည့်မယ် email ထည့်မယ်ဒါဆိုရင်တော့ဒီ booking အတွက်လူကြီးတစ်ယောက်ကလေးတစ်ယောက်ထည့်ပြီးသွားပါပြီအဲ့တော့ရင်ဝင်ပိုက်အတွက်ကိုဘယ်လိုထည့်ရမလဲဆိုတော့ဒီရင်ဝင်ပိုက်ဒီလူကြီးဖြစ်တဲ့သူနဲ့ထိုင်မှာဖြစ်တဲ့အတွက်ဒီ infant ဆိုတဲ့နေရာမှာဒီလိုအပြာရောင်အမှန်ချစ်လေးဖြစ်သွားအောင်ချစ်ပေးလိုက်ပါဒါဆိုရင်တော့ဒီကလေးလေးဒီလူကြီးတစ်ယောက်နဲ့ထိုင်မယ်လို့ပြောပြီးသွားပြီဒါဆိုရင်တော့အားလုံးပြီးသွားပြီဖြစ်တဲ့အတွက် save ဆိုတဲ့ button လေးကိုနှိပ်ပြီးတော့ပြန်ထွက်လိုက်ပါဒါဆိုရင်တော့ခုနက page လေးပြန်ရောက်လာလိမ့်မယ်ဒီမှာလူကြီးတစ်ယောက်ကလေးတစ်ယောက်ရင်ဝင်ပိုက်တစ်ယောက်အတွက်ယူပြီးပြီးတော့ traveler ရဲ့ names အောက်မှာလည်းဒီမှာလူကြီးနာမည်လည်းဖြည့်ပြီးပြီကလေးနာမည်လည်းဖြည့်ပြီးသလိုဒီရင်ဝင်ပိုက်သေးဒီလူကြီးနဲ့တွဲထိုင်ပါမယ်ဆိုတာလည်းပြောပြီးပြီဖြစ်တယ်ဒါပေမဲ့ဘာမထည့်ရသေးဘူးလဲဆိုတော့ကလေးရဲ့မွေးနေ့လည်းမထည့်ရသေးဘူးရင်ဝင်ပိုက်ကလေးရဲ့မွေးနေ့လည်းမထည့်ရသေးဘူးအဲ့လိုမွေးနေ့လေးတွေထည့်ခြင်းနဲ့ဆိုရင်တော့ဒီ remark ဆိုတဲ့ဘေးလားလေးမှာရှိတဲ့အစိမ်းရောင်အပေါင်းခလုတ်လေးကိုနှိပ်လိုက်ရပါမယ်အဲ့တော့ဒီပုံမှာပြထားတဲ့အတိုင်းပဲအစိမ်းရောင်အပေါင်းလေးကိုနှိပ်လိုက်ပါနှိပ်ပြီးသွားရင်အခုလိုမျိုးဒီလေးတောင် box လေးပေါ်လာပါလိမ့်မယ်ပေါ်လာတဲ့နေရာမှာအဲ့တော့ပထမဆုံးကဒီ infant လေးအတွက်ထည့်လိုက်မယ်ပေါ့နော် infant လေးမှာယောက်ျားလေးဖြစ်တဲ့အတွက် MFDR ပြီးတော့ tag မြတ်သူပေါ့နော်ထည့်လိုက်မယ်ပြီးတော့သူဒီအသက်တစ်နှစ်ပဲရှိသေးတာဖြစ်တဲ့အတွက်သူ့ရဲ့မွေးနေ့သက်ကလေး14ရက်ဇူလိုင်2024လို့ထည့်လိုက်ပါကလေးကလည်းအဲ့တိုင်းပဲဒီမှာကလေးကစီတူတို့ယောက်ျားလေးဖြစ်တဲ့အတွက် child ပြီးတော့ Mr. C2 ပေါ့နော်ပြီးတော့သူ့ရဲ့မွေးနေ့တက်ကလေးဖြစ်တဲ့22ဇန်နဝါရီ2025လို့ထည့်လိုက်ပါဒါကတော့ free text လေးဖြစ်တဲ့အတွက်ကိုကြည့်လို့ကောင်းတဲ့ format လေးနဲ့အဆင်ပြေလို့ထည့်လို့ရပါတယ်အခုပြထားတဲ့ format လေးကတော့အကောင်းဆုံးပေါ့နော်မွေးနေ့လေးကိုအရှိမရေးလာကိုအလယ်မှာရေးပြီးတော့မွေးနေ့တက်ကလေးကိုအနောက်ဆုံးမှာရေးထားတာပါဒါဆိုရင်တော့ပြီးသွားပြီဆိုရင်ဒီ save ဆိုတဲ့ button လေးကိုနှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုရင်တော့ဒီမှာသူခုနကိုထည့်လိုက်တဲ့ remark လေးကလည်းပေါ်ပြီးဒါဆိုရင်တော့ဒီ booking လေးကထည့်တာပြီးသွားပါပြီအဲ့တော့လူကြီးနာမည်တွေကိုထည့်တဲ့အခါမှာကိုထည့်လိုက်တုန်းကတော့ဖြောင်းမြန်လိုမျိုးပုံစံထည့်လိုက်တယ်ဆိုပေမဲ့ဒီ booking မှာတော့ Miss Winmeter ဆိုပြီးတော့အတဲ့အတိုင်းပေါ်ပါတယ်เนาะပြီးတော့လက်မှတ်မှာလည်းသူကအတဲ့အတိုင်းပဲပေါ်ပါလိမ့်မယ်ဒါဆိုရင်တော့ဒီ booking ပြီးသွားပါပြီအဲ့တော့ကိုလှုပ်ထားတဲ့ booking ကိုပြန်ပြီးတော့ကိုကပြန်ခေါ်ခြင်းနေပေါ့နော်ကိုကအမှတ်တမဲ့ပိတ်ပစ်လိုက်တာပဲဖြစ်ဖြစ်စသဖြင့်ပေါ့ဘယ်လိုပဲဖြစ်ဖြစ်ကိုကပြန်ခေါ်ခြင်းနေဆိုရင်ဒီနားလေးကိုလာပြီးတော့ဒီ reservation ကိုရဲ့ဒီနားလေးကိုလာပြီးတော့နှိပ်လို့လည်းရတယ်လို့ကိုရဲ့ PNR နံပါတ်လေးကိုမှတ်မိတယ်ဆိုရင်ဒီအဖြူရောင် text box လေးမှာ PNR space နော် space ဆိုတာ space လေးချလိုက်ပါချပြီးရင်ကိုမှတ်မိတဲ့ PNR နံပါတ်လေးကိုရိုက်ထည့်ပြီးတော့ search လို့လုပ်လိုက်ပါဒါဆိုရင်တော့ကို booking ယူထားတဲ့ traveler names တွေအကုန်လုံးပြန်ပေါ်လာပါလိမ့်မယ်အဲ့တော့အဆုံးထိကြည့်ပေးလို့ကျေးဇူးများတင်ပါတယ်ဒီဗီဒီယိုမှာပြောပြပေးသွားတာကတော့မဲနာဘုံရဲ့ပြည်တွင်းခရီးစဉ်တွေကို booking ဘယ်လိုတင်ရမလဲဆိုတာကိုပြောသွားတာပဲဖြစ်ပါတယ်